လူအများစုမအောင်မြင်ရတာကမသိလို့မဟုတ်ဘူးသိရသားနဲ့မလုံလို့ပါစစ်ပတ်ရအောင်ဘလို့လုပ်ရမလဲလူတိုင်းဒီပါသိတယ်အဆန်စုဖို့ဘလို့လုပ်ရမလဲဒါလည်းပဲလူတိုင်းဒီပါသိတယ်ဒါဆိုဘာလို့လူအများစုမအောင်မြင်ကြတာလဲကျွန်တော်တို့မြန်မာဆိုရုပ်စကားပုံတစ်ခုရှိပါတယ်မရှိတာထက်မသိတာခက်တဲ့အဲ့ဒီထက်ဘိုးလေးနဲ့တဲ့အချက်ကိုကျွန်တော်ကပြောပြပေးပါမှာအဲ့ဒါကတော့မသိတာထက်ခက်တာကသိရနဲ့မလုပ်တာပါပဲပထမဆုံးကျွန်တော်တို့ဘာလို့ဒီလိုဖြစ်နေရတာလဲဆိုတာကိုနားလည်ဖို့လိုပါတယ်ကျွန်တော်တို့ရဲ့အုံနောက်ကသင်ယူဖို့ကိုသဘောကျတယ်ဒါပေမဲ့လက်တွေ့လှုပ်ဆောင်ဖို့အရှင်ယူဖို့ကိုတော့ကြောက်တတ်တယ်ဥပမာတစ်ခုပေးမယ်ဗျာခင်ဗျာ YouTube channel ဒါမှမဟုတ် Facebook page တစ်ခုထောင်နေတယ်မြတ်ပါလို့လေ view တက်ဖို့ income ရအောင်ဘလို့လုပ်ရမလဲဘလို့ editing software တွေသုံးရမလဲဆိုတဲ့ဗီဒီယိုတွေကိုနိုင်ပေါင်းများစွာထိုင်ကြည့်တယ်အင်တာနက်မှာရှာတယ်အဲ့ဒါကိုခင်ဗျအုံနောက်ကဘာထင်လဲဆိုတော့ငါအလုပ်လုပ်နေပြီလို့ထင်တယ်ဒါပေမဲ့တကယ်တိုးတက်မှုကအဲ့ဒီဗီဒီယိုတွေကြည့်နေတာအင်တာနက်မှာလေ့လာတာမှမဟုတ်ဘူးဗျကင်မရာရှေ့မှာမတက်ရက်ပြီးမင်္ဂလာပါလို့စပြောတဲ့အချိန်ဒါမှမဟုတ်ဗီဒီယိုတိဖြတ်တဲ့အချိန်အဲ့ဗီဒီယိုကို upload တင်လိုက်တဲ့အချိန်မှတိုးတက်မှုကစတာပါအခါတလေကျွန်တော်တို့မလုပ်ဖြစ်တာကမသိလို့မဟုတ်ဘူးသိချင်တာကိုအများကြီးလိုက်ရှာနေရင်လည်းရှေ့ကိုမရောက်တော့တာပါဒီဘက် AI ခေတ်မှာ knowledge ဘ ഹു တုတကအပေါ်ဆုံးပဲဒါပေမဲ့အဲ့ဒီအပေါ်ဆုံး knowledge တွေကိုလိုက်စုနေရင်လည်းပဲ analysis paralysis လို့ခေါ်တဲ့စဉ်းစားလုံးလို့ဘာမှမလုပ်ဖြစ်တော့တဲ့ယောဂဖြစ်သွားတဲ့ဒါကြောင့်ဘ ഹു တုတတွေကိုလိုက်စုနေတာထက် wisdom ဆိုတဲ့ဉာဏ်ပညာကိုရှာပါ knowledge ကသိတာ wisdom ကသိတဲ့အတိုင်းကျင့်သုံးတာကဲဒါဆိုရင်ဒီ6ကြီးကိုဘယ်လိုဖြတ်မလဲအခုပြောမယ်အလုံးထိရောက်တဲ့နီလန်3ခုကိုစမ်းသုံးကြည့်ပါနံပါတ်1ကိုသိတဲ့လောက်နဲ့စတင်ပါ start with imperfection လို့ခေါ်ပါတယ်ကျွန်တော်တို့မလုပ်ဖြစ်တာက perfect ဖြစ်ချင်လို့ဥပမာစာအုပ်10အုပ်ဖတ်ပြီးမှဗီဒီယို100လောက်ကြည့်ပြီးမှအကုန်စုံပြီးပြည့်စုံပြီလို့ထင်ရမှပြည့်စုံမှစကြင်ကြတယ်မဟုတ်ပါဘူးကမ္ဘာအချမ်းသာဆုံးပုဂ္ဂိုလ်တွေတဲကတယောက်ဖြစ်ပြီးကျွန်တော်တို့အားလုံးသိကြတဲ့ online အယောင်းဝယ်ကုမ္ပဏီကြီး Amazon ကိုတည်ထောင်ခဲ့တယ် Jeff Bezos သုံးတဲ့စီးမြင့်တစ်ခုရှိပါတယ်အချက်အလက်80ရာခိုင်နှုန်းလောက်သိပြီဆိုတာနဲ့ဆုံးဖြတ်ချက်ချပြီးစလုပ်လိုက်ပါကျန်တဲ့30ရာခိုင်နှုန်းကလုံရင်းနဲ့မှသိလာမှာဒီဗီဒီယိုတွေကြည့်ရင်ဘ ഹു တုတတွေရှာရင်းနဲ့သိလာမှာမဟုတ်ပါဘူးဘ ഹു တုတတွေအကုန်မစုံလို့ရင်ဘာဖြစ်လဲမှားရင်ဘာဖြစ်လဲဆိုတဲ့စိတ်နဲ့ပဲစလိုက်ပါသူကကားကိုယ်တော်လေးတွေကနေအမေဇုံကိုစတင်ခဲ့အချိန်ကစလို့အခုလိုကဘာကျော်တတိဖြစ်လာတဲ့အထိဆုံးဖြတ်ချက်တွေကိုဒီလိုပဲချမှတ်ခဲ့တာပါနံပါတ်1 pressure လို့ခေါ်တဲ့ဟန်အတားကိုရှော့ချပါကျွန်တော်တို့စလုပ်ဖို့အခက်ဆုံးကပထမဆုံးခြေလှမ်းပဲပထမဆုံးခြေလှမ်းကိုအရန်လွယ်အောင်လုပ်ထားရမယ်ဥပမာမနေ့ကလေးချင်းကလုပ်ဖို့သိရတာနဲ့မလုပ်ဖြစ်ဘူးဘာလို့လဲမနေ့နိုးတော့လေးချင်းကလုပ်ဖို့ဝတ်စုံကဘယ်မှမသိဖနက်ကဘယ်မှမသိဒါကြောင့်ဟန်အတားကိုလျှော့ပါမနေ့ဖြန်လေးချင်းကလုပ်မယ်ဆိုရင်ဒီနေ့ညကလေးကလေးချင်းကဝတ်စုံနဲ့ဖနက်ကိုအဲ့ရဘေးမှာအစင်းနဲ့ချတာပါမနေ့အဲ့ရနိုးတာနဲ့တန်းပြီးဝတ်လိုက်ရုံပါပဲ Nordic and Doric gas ကိုတည်ခြင်းနဲ့လှုပ်ခြင်းကိုဖြတ်ဖို့ဆိုတာသိတာနဲ့လှုပ်တာကြားကကွာအဝေးကိုတူအောင်လှုပ်တာပါကဲအခုနောက်ဆုံးကျွန်တော်ကိုယ်တိုင်သုံးတဲ့အထက်ရောက်ဆုံးနောက်ဆုံးနည်းလမ်းကိုပြောပြပေးပါမယ်5 minute route 5 minute စီးမြင့်နဲ့5 second route 5 second စီးမြင့်ကျွန်တော်တို့အုံနောက်ကပြင်းဖို့ကောင်းတဲ့အလုပ်ဥပမာစာဖတ်တာအစီအငန်းသားရေးတာလေ့ကျင့်ခန်းလုပ်တာတွေကိုမကြိုက်ဘူးရှောင်ရင်လည်းဒီတော့ခင်ဗျအုံနောက်ကိုလှည့်စားရမယ်လိန်ရမယ်ဥပမာစာအုပ်ဖတ်ဖို့ပြင်းနေတဲ့နိုးဒီသိတယ်ဖတ်ရမယ်ဝဲဆိုတဲ့ဆန္ဒမရှိဘူးအဲ့ဒီအချိန်မှာဒီ9မိနစ်စီးမြင့်ကိုသုံးမှာငါ9မိနစ်ပဲဒီ
ဒီစာအုပ်ဖတ်မယ်လို့ကိုပြောလိုက်ပါ9မိနစ်ပြည့်ရင်ရက်မယ်ရက်လိုက်လို့လည်းရတယ်တကယ်တမ်းကျွန်တော်တို့က9မိနစ်ဖတ်ပြီးသွားရင်စာအုပ်ထဲစီးမျိုးဇုံးဝင်သွားပြီးတနားရီလောက်ထိတခါတလေအဆုံးအထိဆက်ဖတ်ဖြစ်သွားတယ်မလားခက်တာကစဖို့ပဲနောက်တစ်ခုက5စက္ကန့်လို့ပါငါဒါလုပ်ရမယ်လို့သိလိုက်တဲ့အခိုက်အတန့်မှာခမရဲ့အုံနောက်ကစင်ကြီးတွေမပေးခင်5 4 3 2 1count down လုပ်ပြီးချက်ချင်းစလုပ်လိုက်ပါဒီ5စက္ကန့်ကခမရဲ့တွေ့ဝေခြင်းကိုဖြတ်တောက်ပြလိုက်တာပါဒီ5စက္ကန့်စီးမြင့်ကိုတီထွင်ခဲ့တဲ့အမေရိကန်ကနာမည်ကြီးဆိုင်းဆီယာမနဲ့ရှင်းနေမဲရိုဘင်ကသူကိုယ်တိုင်လေအချိန်ကအကျွေးတင်ဘဝတွေပြက်လို့နေပါဖြစ်ပြီးမနက်ခင်းအဲ့ရကတော့မထကျင်လောက်ဖြစ်ခဲ့ဘူးပါတယ်အဲ့ဒီလိုအောက်ခြေရောက်နေတဲ့ဘဝအခြေအနေကနေအခုလိုကဘာကျော်စိတ်ခွန်အားပေးတဲ့သူဖြစ်လာအောင်ဒီ5စက္ကန့်စီးမြင့်လေးနဲ့ပဲဘဝကိုပြန်လဲထူထောင်ခဲ့တာပါကျွန်တော်ဒီဗီဒီယိုမှာနီလန်းနေပြောပြသွားပေမဲ့တကယ်အမှန်တရားကတော့သိတာနဲ့လောက်တာကြားမှာအရန်ကြီးမားတဲ့နေရာကြီးရှိတယ်အဲ့ဒါကိုစိတ်ဆန္ဒစိတ်ပါဝါတစ်ခုတည်းနဲ့ဖြတ်ကျော်ဖို့ခက်ခဲပါတယ်ဒါကြောင့်ခုကျွန်တော်ပြောပြတဲ့နီလန်းတွေသုံးပြီးဖြတ်ကျော်ပါခမည်းမှာသိရသားနဲ့မလွတ်ဖြစ်တဲ့အရာတစ်ခုခုရှိလားမနှက်ဖြံမှမလုပ်ပါနဲ့အခုဒီဗီဒီယိုကိုပြီးတာနဲ့ချက်ချင်းစလုပ်လိုက်ပါပြည့်စုံမှုမလိုပါဘူး5စက္ကန့်အတွင်းစလိုက်ပါဒီဗီဒီယိုကခမည်းအတွက်အသုံးဝင်နေဆိုရင် like ပေးခဲ့ဖို့မမေ့ပါနဲ့ဗျာမြားရေမလုပ်ဖြစ်တဲ့အလုပ်ကိုလည်းကွန်မန့်မှာရေးခဲ့ပေးပါဦးဗျနောက်ဗီဒီယိုတွေမှာကိုတိုးတက်အောင်ဘယ်လိုလုပ်ရမလဲဆိုတဲ့အကြောင်းအရာတွေကိုဆက်ပြောပြပေးတော့အောင်မမို့လို့ subscribe လုပ်ပေးထားပါဦးကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာတွေ့ကြပါမယ်ဗျ